အားလုံးပဲဝင်လာပါရှင် Black Dragon မှာ channel နဲ့ကြိုဆိုလိုက်ပါတယ်။ဒီစနေတိုင်းအောင်သမားတော်30ရက်နေ့ရောက်ကိုအားကြ။တပတ်သုံးလုံးပါဟာလုံးပွဲတော်အချင်းပါကြ။ဒီပွဲတော်ကဘယ်ကနေစတင်ရလဲ။ဘာလို့ချင်းပါကြလဲဆိုတာကိုတွေးကြည့်ပါနော်။တကယ်တော့ဒီ Halloween ရရှေးဟောင်းကလူတွေကနေစနေတာပါ။အဲဒီကလူမျိုးတွေကအေးသိမ်းချေပြီးဆောင်းရောက်ကြီးရဲ့စဖြစ်တဲ့အောင်သမားတော်30ရက်နေ့မှာဆောင်းရပွဲတော်ကျင်းပကြတယ်။အဲ့ဒီဟာတက်ရှိလောကနဲ့တေတီရေးချာစီရပါတော့သားပြီးတော့ဝန်ကျင်ဆိုးကောင်းမှန်သမျှဟာတက်ရှိကပောင်ရောက်လာကြလိမ့်မယ်လို့အဲ့လူတွေကယုံကြည်ကြတယ်။သူတို့ဟာအဲ့ဝန်ကျင်နေစီရနေကပဲကိုမိကုတ်ပင်ကျင်းပပြီးမျက်နှာဖိုးရဝတ်ဆင်ကြတယ်။အဲ့ဝန်ကျင်တွေကကန်စင်းရက်တွေပစ္စည်းကျွင်းတွေအသက်ပေါ်တော့မှအနေနဲ့ပေးနိုင်ရလို့သိကြတယ်။ဒါကြောင့်ဝန်ကျင်နဲ့မချောင်းလောက်ဖို့မျောလင့်ပြီးတော့အဲ့ဒီကရှိမှအစားအစာနဲ့တောက်ဆရာရုပ်ထားပေးကြ။ဒါကတော့ trick or treat ဆိုတဲ့ delay ရဲ့အစားဖြစ်တယ်လို့လူတော်တော်များများကယုံကြည်ကြ။နောက်ပိုင်းခရိယန်ဘာသာတက်သွားလာဟောဖျားเจ้าကြီးကသိဆုံးသွားတဲ့အာဇာနည်များကိုဂုဏ်ပြုတဲ့အနေနဲ့လူရဘာလာတည့်ရနေမှုအော်စိတ်ပြီးလို့တတ်မှတ်ခဲ့ကြအတိတ်ပဲကတော့သက်ဆိုင်မှုများရဲ့နေ့လို့ခေါ်ဆိုရင်အဲ့ဒီမတိုင်ရဲ့နေ့ကိုတော့ All Hallow Eve လို့တတ်မှတ်ပြီးတော့နောက်ပိုင်းမှာ Halloween တို့အမည်ဖြစ်လာတယ်ဆက်ရှိမဲ့19ရာစုနှစ်တွေမှာဥရောပနဲ့အမေရိကကိုရွှေ့ပြောင်းနေထိုင်လာသူတွေက Halloween တလေးကိုယူဆလာခဲ့ကြတယ်။အစပိုင်းမှာတော့လူတွေစုဝေးပြီးကခုံလာကချင်းဆိုတာဒီလက်တစ်စီပုံကြီးပြရနေကိုပဲလုပ်ခဲ့ကြတယ်။19ရာစုလယ်တန်းကျတော့အိုင်ယာလန်နဲ့ရွှေ့ပြောင်းနေထိုင်သူတွေက Halloween တလေးစစ်ကိုယူဆောင်လာခဲ့ကြတယ်။အဲ့ချိန်မှာဂျက်အိုလက်တန်လို့ခေါ်တဲ့မီးအိတ်လေးတွေကခက်စားလာခဲ့တယ်။အိုင်ယာလန်ရဲ့ဂျန်ဒါရီဇလန်ထဲမှာဂျက်ဆိုရဲ့သူကနတ်ဆိုးကိုလဲစားခဲ့တာကြောင့်မိထောတာတဲ့မိုလာဦးနေနဲ့ကဘာမှာလက်ပတ်သွားနေဖို့ပြပေးခံခဲ့ရတယ်။နောက်ပိုင်းမှာမိုလာဦးနေစားပို့ပြီးတော့လောကလက်တွေရွှေပြုတ်သီးလေးအိမ်ကိုပဲတရှိလာကြတယ်။ဒီစင်ရစုစုံပိုင်းမှာတော့ Halloween ကိုအလိုက်ရခဲ့တဲ့ဝယ်တတ်မှတ်လိုက်ကြပြီးတော့အိမ်ထဲမှာအလတ်ဆင်လာတာကလေးတွေကမျက်နှာဖုံးလေးဝတ်ဆင်နေတဲ့အိမ်သားချင်းတွေမှာတခြားလုံးနဲ့တောင်းကြရတယ်လောက်လာကြအောင်ဒီနေ့ခေတ်မှာတော့ Halloween ကရှေးဟောင်းရင်ချင်းမိတဲ့အလက်ခဲရတလေးတွေနဲ့ခေတ်သစ်ပြောင်းလဲမှုတွေပေါင်းစပ်လာပြီးတော့ fusion စရာပွဲတော်တွေဖြစ်လာခဲ့။အဲ့ဒီနောက်ကွယ်မှာတော့နှစ်ပေါင်းများစွာကရည်ချင်းမှုတလေးတွေကပါဝင်နေတယ်။အားလုံးလည်း Halloween ဆိုတာဘာလဲလို့သိသားကြမယ်လို့ထင်ပါတယ်။ဆိုတော့ Halloween ဆိုတာကကဲလင်မျိုးကြီးရဲ့ဘာသာရေးယူဆပုံမှန်မူတည်ပြီးတော့စက်ကဲပြောင်းလဲလာတဲ့ဝဲတစ်ခုဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like ရဲ့ subscribe နဲ့လုပ်ခဲ့ပေးကြဖို့မိတ်တဲ့အပ်ခဲ့ပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်။